ယောက်ျားကကိုယ့်ထက်အသက်ကြီးတာယူထားလို့ရထားလို့ဆိုပြီးတော့လဲစိတ်မချနဲ့နော်နေပြည်တော်ဘက်ကလေအဲ့ပြမနာလေဝေးဘက်ကအမားတယောက်သူ့ရဲ့ယောက်ျားကသူနဲ့10နှစ်ကွာတဲ့အဲ့ဒါကိုသူ့ညီမဝန်းခွဲနဲ့ဖောက်ပြန်တဲ့အကြောင်းရှင်တို့ပြောပြမယ်လားဆက်စုံမပူလို့ရှင်တို့စိတ်တက်နေရမှာကြိုက်တယ်လို့နေရာယူလိုက်တော့နော်မလေတို့ကတော့မအိတ်နိုင်မိသိမ်းနိုင်လေအတင်းပြောရမယ်ဆိုမအိတ်လေရတယ်အဲ့တော့ပထမဆုံးအနေနဲ့သူ့ရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်ဒီအမားတို့ကနော်သူ့ယောက်ျားနဲ့သူနဲ့သူ့အသက်က30ကျော်ပဲရှိအောင်မှသူ့ယောက်ျား40ကျော်ပေါ့ဟင်အဲ့ဒါမှသူတို့ဒီအမားတို့ဘက်ကအမျိုးတွေဘက်မှာလိုက်နေတဲ့ခါကျတော့လေအမျိုးတွေကကြာအိမ်ဝိုင်းကျဲကြီးပဲရှိရအိမ်ဝိုင်းကျဲကြီးတမှာဒီဝိုင်းကျဲကြီးတမှာဟိုမှာဟိုဘက်ကဆိုလို့ရှိရင်သူ့အဖေညီကိုတွေသူ့ဖေဟိုဘက်သူ့မေညီကိုဒီအမရဲ့အဖေနဲ့ညီကိုတွေဘက်ကအိမ်တွေလည်းရှိတယ်ပေါ့ဟင်အဲ့လိုမျိုးအမွေးစားအိမ်မှာပဲဝိုင်းထဲမှာပဲအဲ့လိုမျိုးတွေအိမ်တွေဆောက်ပြီးတော့နေကြတာနေကြတဲ့ခါကျတော့ဒီမိမအမျိုးဘက်မှာနေတာပေါ့နော်အဲ့ကြတော့ဒီအမရဲ့ကလေးတွေကစော့တာပေါ့ဟင်စော့တယ်ဆိုလို့ရှိရင်သူတို့အိမ်ကကျင်းတဲ့ခါကျတော့သူတို့ရဲ့အိမ်ပေါ့နော်အိမ်ကကျင်းတဲ့ခါကျတော့သူ့ရဲ့ညီမဘက်မှာသူတို့အမျိုးတွေသူတို့ဦးလေးဘက်မှာပေါ့ဟင်အဲ့ဒီသွားစော့တယ်ဆိုပြီးတော့ထားတာသူတို့ဦးလေးမှာကျတော့သမီး2ယောက်ရှိတာပေါ့နော်အဲ့သမီးအငယ်က12တန်းတဲ့12တန်းဆိုတာသူတို့အိမ်ဦးလေးအိမ်ကကျတော့ကျဲတယ်အိမ်ကြီးတာပေါ့အဲ့ဒီအိမ်မှာရဲ့အပေါ်ဘက်မှာကျတော့သူသမီးလေးစာကြက်ဖို့ဆိုပြီးတော့ तू ကအဲ့လိုမျိုးဒီအခန်းနေလိုမျိုးတိတ်ချလောက်ပေးထားပြီးခါကျသူသမီးစာတိတ်ချလောက်လို့ရပါပေါ့သူသမီးရဲ့12တန်းဆိုတဲ့ခါကျတော့အဲ့ဒီမှာကလေးတွေသွားဆိုလို့ရှိရင်သူယောက်ျားလိုက်သွားတဲ့ခါကျတော့လိုက်သွားပြီးတဲ့ခါကျတော့သူတို့ကအဲ့ဒီမှာဖောက်ပြန်ကြတာအဲ့ဒါအောင်မှသူကအဲ့ဒီကလေးတွေကိုလိုက်ခေါ်ရင်းနဲ့ဒီအမလိုက်ခေါ်ရင်းနဲ့မှအမလေးလက်ချက်သူတို့အိမ်ပေါ်မှာအဲ့လိုမျိုးတွေတွေ့ထားတယ်အဲ့လိုမျိုးအစတော့က तू ကမသိဘူးပေါ့ဟင်မသိတဲ့ခါကျသူ့ဦးလေးကိုအဲအเจ้าမှာစာအုပ်ထုတ်တွေသွားမှာမို့လို့ဒီဘယ်လိုခေါ်မလဲအဲ့ဒီမျိုးတဲကိုသွားပြီးဝစားဝဲမှာမလို့ဦးလေးလိုက်ဖို့ပေးပါအောင်ပါအောင်ညာအောင်နဲ့ဆိုပြီးတော့သူကလည်းအဲ့လိုမျိုးတွေလိုက်ပြီးတော့ပြောတာမလေးဒီမိန်းမတော့ကလေးတွေစော့နေလို့ရှိရင်ကလေးတွေအဲ့ဘက်အိမ်သွားစော့နေလို့ရှိရင်ကိုအိမ်မှာအဝတ်တွေရှော့စရာရှိတာတွေရှော့လုံးစရာရှိရလုံးချက်စရာပြုတ်တာတွေပြုတ်လို့ရတဲ့ကိုကလေးကလည်း2ယောက်ဆိုတဲ့အခါကျတော့လေအဲ့ဒီအငယ်လေး1ယောက်မွေးကလေးကနေပြီးတော့တာမစပြီးတော့ဖောက်ပြန်နေကြတာတဲ့အဲ့နဲ့အခုအဲ့လိုမျိုးတွေဖြစ်ကြပြဿနာတွေဖြစ်ကြတဲ့အခါကျတော့သူ့အိမ်ကိုလည်းပြောတာပေါ့ဟင်သူတို့ဦးလေးကိုလည်းပြောတာသူ့အနေနဲ့ဆိုလို့ရှိရင်ကွဲလို့လည်းအဆင်မပြေဘူးပေါ့နော်ဒီမှာလည်းကလေးကလည်း2ယောက်ရှိတယ်အဲ့နဲ့သူတို့ဦးလေးကကြတော့သူတို့ဦးလေးတို့ဘက်ကလည်းအဲ့မှာသူတို့ကလည်းတော်တဲ့ဘက်ကိုသွားပြီးတော့နေနေတာတူမှာအဲ့သူညီမဝန်းခွဲပေါ့ဟင်သူတို့ဦးလေးရဲ့သမီးကိုကြတော့အဲ့ဒီဘော်ဒါဆောင်ကိုပို့လိုက်တာဘော်ဒါဆောင်ပို့တဲ့အထီကိုမတဲ့ဘိုင်ဘာကနေပြီးတော့လေအပြုံမျိုးတွေအဆက်အသွယ်တွေလည်းရှိကြတာအဲ့နဲ့ဒီအမားကနေပြီးတော့ဖုံးဆက်ဒီဖုံးထဲကနေပြီးသူ့ယောက်ျားဟန်ဆောင်ပြီးတော့အချင်းချက်တွေလုပ်ပြီးတော့ပြောတဲ့ခါကျတော့သူတို့ကအဲ့လိုမျိုးပြတဲ့ဟာတွေလည်းရှိတယ်တဲ့တော့ပြီးတော့မှသူကတီးရတာသူ့ကလေးဒုတိယကလေးဘိုက်ကြီးကလေးကွာစပြီးတော့သူတို့ကအဲ့လိုမျိုးစပြီးတော့ဖြစ်နေကြတာတဲ့အားကြောင့်မလို့သူဦးလေးကိုလည်းအဲ့လိုမျိုးတွေတောင်းပန်ထားပါဘောအခုဆိုလို့တောင်းပန်ထားဆိုတာဒီလိုမျိုးဘလုံးမကိုဒီလိုမျိုးအိမ်တော်ကလည်းကွဲလို့အဆင်မပြေဘူးပေါ့နော်ယောက်ျားကလည်းဒီလိုမျိုးအလုံးနဲ့ဗာနဲ့ဆိုတဲ့အခါကျကိုယောက်ျားရဲ့လားစာနဲ့ဗာနဲ့အဲ့လိုမျိုးတွေမိခိုပြီးတော့နေနေရပါဘောကလေး2ယောက်ကလေးကလည်းငငယ်လေးဆိုတော့သူ့မှာလည်းဗာလုံးမလုံးနိုင်သေးဘူးဆိုပြီးတော့ပေါ့အဲ့လိုမျိုးအဲ့ဒါပြီးတော့လေဒီကောင်မလေးကအခုမေးရဒီကြောင်းပိတ်တော့မှလေးစောင်းမွဲတွေပါလေးဖြစ်ပြီးအဲ့ဒီဟာကိုလည်းကြောက်ပြီးတော့ခါကျဘလုံးမကိုတဲ့နေစရာမရှိဘူးအဲ့နဲ့တော့ကလည်းအကြံပေးလိုက်ပါတယ်အဲ့ကျန်တဲ့ဟာတွေနောက်ကိုကိစ္စတွေကိုထားပြီးတဲ့ခါကျတော့လေအခုသူ့ယောက်ျားကလည်းဒီလိုမျိုးဖောက်ပြန်တယ်ဆိုလို့ရှိရင်ကောင်မလေး18နှစ်မပြည့်သေးဘူးကွယ်မပြည့်သေးဘဲနဲ့သူတို့ကဖောက်ပြန်နေကြ12တန်းကျောင်းလို့ဆိုတော့ခါကျစဉ်းစားကြည့်လိုက်တော့အသက်ကသူတို့ကလေးပိုင်ကြီးကလေးကိုကစပြီးတော့ဖောက်ပြန်နေတယ်ကလေးကမွေးပြီးတော့အခုတစ်နှစ်လောက်လည်းရနေပြီဆိုတော့ခါကျလုံခဲ့တဲ့ငငယ်လေးကလေးကြီးပဲဖောက်ပြန်နေကြတယ်လေဖောက်ပြန်နေကြတဲ့ခါကျဒါကကျတော့တန့်ငယ်မတိမ်မှုလည်းမြောက်တယ်အဲ့ဒါနဲ့တိုင်လို့ရတယ်ဆိုပြီးတော့ကိုယောက်ျားကိုတခါတည်းဖမ်းပြီးတော့ကင်ထားလိုက်တော့အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ဘက်ကလည်းတက်တေတွေပါတွေလည်းရှိပြီးသားဆိုလို့ရှိရင်လည်းဘာမှပူစရာလည်းမလိုတော့ဘူးလေကျန်တဲ့ဟာကျတော့ကိုအေးကြအောင်လို့နေရာမှာအခုဆိုလို့ရှိရင်သူယောက်ျားဟန်ဆောင်ပြီးတော့အဲ့လိုမျိုးတွေဖုံးနေပါတယ်အဆက်အသွယ်လုပ်တယ်ဆိုလို့ရှိရင်ဒါတွေကကိုမီးပတ်ဆို့တယ်လို့မျိုးပဲဖြစ်နေမှာသိရမလားအဲ့ကြတော့မပူလောင်တော့အောင်လို့ဒီလိုမျိုးတွေမဖြစ်တော့အောင်နောက်ထပ်ပြီးတော့မဖြစ်အောင်စာတွေကိုလိုချင်တဲ့တက်တေတွေအကုန်ရပြီးရဆိုလို့ရှိရင်ဒီစာတွေပါတွေပို့တာတွေမဟုတ်ဘဲနဲ့လည်းအဲ့လိုမျိုးတွေရက်လိုက်ပြီးတဲ့အခါကျတော့ကိုပဲအေးကြအောင်လို့တီးဆောက်အဲ့ဒီကနေပြီးတော့မှကိုချစ်ကိုတန်မိုးထားကိုလှပအောင်နေအဲ့ဟာနေပြီးတော့မှfinancially independent ဖြစ်အောင်လို့ကိုချောက်ကမှကိုရက်တည်နိုင်အောင်လို့ပို့ပြီးတော့စ조사အဲ့ဒါကြောင့်မှကိုယောက်ျားကိုအာမကိုတော့ပဲနဲ့နောက်ဆုံးကြတော့ဒီကလေးတွေနဲ့လည်းကိုတိုင်းရှာစားနိုင်တယ်ကိုတိုင်းလှုပ်ရှားနိုင်တယ်ဆိုလို့ရှိရင်ဘယ်ယောက်ျားကိုညီမမလို့တော့ဘူးသိရမလားအခုကြတော့ဒီကလေးတွေရဲ့အဖေဆိုတာနဲ့ပြီးတဲ့ခါကျတော့ဒီကလေးတွေလည်းအထောက်ပံ့လာလည်းလို့ရားမှာလည်းလုံးနေသေးတဲ့အခါကျတော့ဒီရက်ဟာကိုတီးခံပြီးတော့နေနေတာလေအဲ့ဒါကြောင့်မလို့မိန်းမတွေကိုများတော့အဖြစ် financially independent ဖြစ်စေချင်တယ်အဲ့ဒါကြောင့်မှကိုတိုင်းရှာနိုင်ကိုတိုင်းဖွင့်နိုင်တယ်ဆိုလို့ရှိရင်မောက်မှာလို့ပြောရမှာမဟုတ်ဘူးเนาะဘယ်ယောက်ျားရဲ့အားကိုမှဘယ်ယောက်ျားမှမမိခိုးနေကြမလို့ယောက်ျားတခုခုကိုပေါ်မှာလောက်တာနဲ့ကြောင်း
ဒါပဲဒါကြတော့ယောက်ျားကိုယ့်ထက်အသက်ကြီးတယ်ဆိုတိုင်းလည်းယုံကြည်စိတ်ချထားလို့မရဘူးအမလင်ကိုယ့်ထက်ဒီဖူးအောင်ငါအောင်ဖူးငုံပြီးတော့အားနေတဲ့ဟာလေးတွေနဲ့တွေ့သွားလို့ရှင်ပါသွားကြပဲယောက်ျားသူ့ထက်17နှစ်လောက်ကြီးတယ်အဲ့ဒါကိုပြောရရှင်လို့လည်းစိတ်ဝင်စားကြနေတာပဲအမျိုးသမီးတွေအယုံလွယ်ပြီးတဲ့ခါကျတော့လေယောက်ျားကိုမယူရသေးဘဲနဲ့ပတ်စံတွေအဲ့လိုမျိုးအေဂျင့်ကားတွေစိုက်ပေးတာလို့ဘာလို့မလုပ်ဖို့လို့နော်စင်ကာပူကအမားတယောက်ပတ်စံ9000ကျော်စုံသွားတဲ့အကြောင်းပြောပြမယ်ပတ်စံလဲစုံမွေးပါလဲစုံตาလဲစုံရီးစားလဲဖောက်ပြန်သွားပြီးတော့ခါကျအခုထိုင်းမှာနောက်ကောင်မနဲ့နော်အဲ့ဒီအကြောင်းပြောပြမယ်လာစစုမပူရရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီအမားကစကြကြည့်ပဲသူကစင်ကာပူမှာသူ့ရဲ့ရီးစားပေါ့သူ့ရဲ့ရီးစားကြတော့ထိုင်းမှာနေတာ passport တွေဘာတွေမရှိဘူးအဲ့ပြီးခါကျထိုင်းမှာအလုပ်တွေဘာတွေလည်းအဆင်မပြေလို့ဆိုပြီးခါကျတော့အဲ့ဒီမှာမြောက်ဒီဘက်မှာ passport တွေဘာတွေတွားလုပ်ပြီးတော့သူကစင်ကာပူခေါ်ပေးမယ်ပေါ့ခေါ်ပေးမယ်ဆိုတဲ့ခါကျဒီလိုမျိုးဒီလူနဲ့ကလည်းယူဖို့လို့ကလည်းတေးကြတဲ့လောက်ပဲဘာဖြစ်လို့လဲဆိုတော့လူကြီးတွေဘာတွေလည်းပြောဆိုပြီးသားနော်အဲ့တော့မိန်းမတွေရဲ့ဒီကများသောအားဖြင့်ဒီမေတ္တာရဲ့နောက်မှာစေတနာပါတယ်နော်စေတနာပါပြီးတဲ့ခါကျတော့အမလီဖြစ်ထွန်းစေခြင်းကြတာလေမိခင်စိတ်ကလည်းအပြည့်အဝပဲပြောပြအောင်မယ်မိမအဲ့ကြတော့သူတို့အမျိုးသားကိုဖြစ်စေခြင်းတဲ့ခါကျတော့စင်ကာပူလာမယ်ဆိုလို့ရှိရင်ဘယ်အေဂျင့်နဲ့ဘယ်လိုလုပ်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးဆိုအဆင်ပြေလားဘာလားညာလားနဲ့ဆိုတဲ့အခါကျတော့လေအဲ့တော့သူကစင်ကာပူလာမယ်ပေါ့လာပြီးတဲ့ခါကျတော့သူ့ကိုအလုပ်ရှာပေးအေဂျင့်နဲ့နော်အဲ့တော့အေဂျင့်နဲ့ဘာတွေလဲအလုပ်တွေလည်းရပြီးအေဂျင့်ကားတွေပေးဖို့ဆိုတဲ့ခါကျတော့ဟိုကလော်ပဲရှိရလေဘာမှမရှိဘူးဘာမှမရှိတဲ့ခါကျတော့ဒီဘက်ကအမားကပဲအဲ့နဲ့အကုန်လုံးစိုက်ပေးပြီးတဲ့ခါကျတော့သူစီသမျှလည်းအကုန်စိုက်ပြီးတဲ့ခါကျတော့နောက်ဆုံးကျတော့သူ့ရဲ့စီနီယာအမားစီကနေယူပြီးတော့သူကအဲ့လိုမျိုးတွေစိုက်ပေးထားတာစိုက်ပေးပြီးတော့အေဂျင့်ကားတွေလည်းစိုက်ပေးလိုက်တာတော့အဲ့နဲ့ဒင်းကဒီကိုလည်းရောက်လာပြီးတော့အမလေးအလုပ်လည်းဖြစ်များအောင်မလုပ်ဘူးတော့ဒီရောက်တဲ့ခါကျတလားလည်းလုပ်ပြီးတဲ့ခါကျသူကလည်းဒီမှာလည်းအရန်ကိုမှပင်မန်းလို့မလုပ်နိုင်ဘူးပေါ့မလုပ်နိုင်ဘူးအရန်ကိုမှသူစိတ်ဆင်းရဲရပါတယ်ပေါ့အဲ့နဲ့သူကအဲ့ဒီထိုင်းဟိုပဲပြန်ပြီးတော့ဟိုမှာပဲဒီလိုမျိုးအေဂျင့်တွေပါတယ်အဲ့လိုမျိုးပဲစီးပွားရေးလုပ်မယ်ပေါ့အဲ့လိုမျိုးဆိုပြီးတဲ့ခါကျတော့အဲ့ဟာနဲ့အလုပ်တွေပါတယ်ထွက်သွားပြီးတဲ့ခါကျတော့အဲ့ဒီထိုင်းကိုပြန်သွားပြီးတော့အဲ့ဟိုမှာဆိုလို့ရှိရင်လည်းစီးပွားရေးတွေပါတယ်စားဖို့နော်စားဖို့အလုပ်တွေပါတယ်လုပ်ဖို့ကားတွေပါတယ်နဲ့အဲ့လိုမျိုးတွေဖြစ်မြအောင်ပေါ့အဲ့နဲ့ဒီကအမားနေပြီးတော့ပဲသူ့ဘက်ကရှိရဟာနဲ့နေထုတ်ကြီးတဲ့ပတ်စံအပြုံသူ့ရဲ့လာခရတဲ့ဟာတွေပါအကုန်လုံးကိုလွှဲပေးလိုက်တာတော့အမလေးစံပြမပြောတော့နောက်က2လုံး3လုံးကတော့နော်သူကအဲ့လိုမျိုးစံပြလုတ်ပေးလိုက်ပြီးအခါကျတော့အဲ့ဒီမှာသူ့မွေးနေ့နားလေးလည်းရပါသူကထိုင်းအောင်အဲ့လိုမျိုးသွားတာလေသွားတဲ့အခါကျတော့အဲ့ဒီမှာဖောက်ပြန်တာကိုတီးတာအဲ့လိုမျိုးအဲ့နဲ့ဖောက်ပြန်တာကိုတီးပြီးတဲ့အခါကျတော့အဲ့ဒီမှာသူကအဲ့ဒီအမရဲ့မွေးနေ့နဲ့အဲ့ဒီဟိုကောင်မရဲ့မွေးနေ့နဲ့ကလည်းလေစနိုင်းမရဲ့မွေးနေ့နဲ့ကလည်း6ရက်8ရက်လောက်ပဲကွာတာတဲ့အဲ့ဒါကိုအမလေးမွေးနေ့မှာဘလို့အချစ်ကလေးတွေပါတယ်အဲ့လိုမျိုးတွေလှုပ်ပြီးတဲ့ခါကျတော့ဒီဘက်ကအမားကလည်းအဲ့လိုမျိုးတွေတောင်းပန်တာပေါ့အဲ့လိုမျိုးတွေမလုပ်ဖို့လို့ဒီမှာသူတို့တွေစီးပွားရေးတွေပါတယ်လည်းအကုန်လုံးစလှုပ်ထားပြီးသွားပြီးပေါ့လောက်ထားပြီးတော့ယူဖို့ကလည်းလူကြီးတွေပါတယ်နဲ့လည်းစိတ်ဆက်ပြီးသားအကောင်လုံးလည်းပြောပြီးဆိုပြီးတဲ့ခါကျအဲ့လိုမျိုးတွေပြောရလဲမရဘူးပေါ့အဲ့ဟာအဲ့ကောင်မနဲ့ပဲဖောက်ပြန်တာဖောက်ပြန်ပြီးတဲ့ခါကျသူတို့အဲ့အငယ်မကလည်းသူတို့ဘလို့နေဘလို့အဲ့ဟာတွေကကစားတယ်အဲ့လိုမျိုးတွေလာပြီးတော့ပြောတာတဲ့စနိုင်းမကလည်းသိလားအဲ့ပြီးတဲ့ခါကျအဲ့လိုမျိုးတွေမလုပ်ပါနဲ့ဒီဘက်ကမှလည်းငိုပြီးတော့တောင်းပန်တာပေါ့တောင်းပန်ပြီးတဲ့ခါကျအဲ့နဲ့ဘာလို့အဲ့လိုမျိုးလောက်တာလဲဘာညာလဲဆိုတော့သူ့ကိုပဲနင့်ကိုဖီးမလာလို့ပေါ့သူ့ကိုပဲအဲ့လိုမျိုးတွေနဲ့ရိုင်းဆိုင်နေပြောတာတဲ့အဲ့လိုမျိုးတွေလဲလူရှိသူရှိတွေလဲဆဲတာပေါ့အဲ့လိုမျိုးတွေဆဲပြီးခါကြတော့အဲ့ဒီမှာအခုကလည်းပတ်စံနေပြန်တောင်းတာကြောက်လဲအဲ့သူမဟုတ်တလို့ပဲတဲ့အဲ့လိုမျိုးတွေမပေးဘူးပေါ့မပေးတော့ပဲနဲ့အဲ့လိုမျိုးတွေပတ်စံနေပါတယ်လဲတခါတည်းလိန်သွားတာတဲ့တော့အခုကမွေးပါလဲဆုံးသွားလဲဆုံးအဲ့စိုက်ပေးလိုက်တဲ့ပတ်စံတွေဘာတွေလဲပြန်မရလင်းလည်းမရတော့ဘူးအဲ့လိုမျိုးတွေဖြစ်သွားတာသူကတော့စနိုင်းမနဲ့အမလီပျော်မွေ့သွားပြီးတော့လေအဲ့ဒါကြောင့်မလို့ရှင်တို့ကိုပြောချင်တာဒီမှာသင်ခန်းစာဘသူ့ကိုမှမယူပါသေးပဲနဲ့လေဘာအမလီဘသူ့ဘဝလေးတိုးတက်အောင်2ယောက်တူဒိုးတူပေါင်မတ်တွေစူးစမ်းမယ်တွေဘာတွေမလုံးနဲ့ယောက်ျားတွေကများသောအားဖြင့်လေသူတို့ရှောက်ခဲ့တဲ့လမ်းမှာသူတို့ပဲသူကဘလို့တွန်းတင်ပေးရတယ်ဆိုတဲ့ဟာကိုမေ့သွားတာပတ်စံရှိသွားပြီအစင်တွေပြေသွားပြီဆိုလို့ရှိရင်အဲ့လိုမျိုးတွေမေ့သွားပြီးတဲ့ခါကျတော့
အဲ့ဒီအတင်းနဲ့ဖောက်ပြန်တဲ့လမ်းစားကိုပဲရှာတတ်တယ်အဲ့ဒါကြောင့်မလို့ဘလုံးမမဆိုင်ပေးနဲ့ပတ်စံခိတာအရှုပ်ရှင်းဆိုလည်းမလုံးအခုဒီအမားဆိုလို့ရှိရင် तू ဟိုဘက်ကလည်းပတ်စံပြန်မပေးတဲ့ခါကျဒီစီနီယာဆရာယူထားတဲ့ဟာတွေလည်းအကျွေးတွေလည်းပြန်ပေးရတော့မှလေအဲ့လိုမျိုးတွေဖြစ်နေပြီအဲ့ဒါကိုပြောကိုကလည်းဖောက်ပြန်လက်ခံတည်းဘာမှလည်းမလုပ်ရပဲနဲ့လေအဲ့လိုမျိုးအားကြောင့်မလို့ဘသူ့ကိုမှမယုံပြီးရခါကျဘသူ့ကိုမှပတ်စံနေမလွှဲပေးနဲ့တကယ်လို့ရှင်တို့ကချီးပေးလိုက်တယ်သူများဆရာယူပေးလိုက်တယ်အေဂျင့်ကနဲ့ပေးတယ်ဆိုလဲအထောက်ထားတွေအကုန်လုံးအတိတက်သေးတွေနဲ့လှုပ်ထားပြီးတော့သူမဆက်လို့ရှင်သူမိဘဆက်ရမယ်ဆိုတဲ့အကြောင်းတွေပါတခါတည်းပြောထားဘသူ့ကိုမှလွယ်မယုံနဲ့လုံးဝကိုမှမယုံမို့ပဲဒါပဲ